လာမယ်ဧပြီလ14ရက်နေ့နောက်ဆုံးထားပြီးတော့ Binance Charity ရဲ့ Binance ရဲ့ CEO အဟောင်းလည်းဖြစ်တဲ့ Co-founder လည်းဖြစ်တဲ့ CZ တို့ပူးပေါင်းပြီးတော့မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံကငလင်တန်းခန်းစားခဲ့ရတဲ့အတွက်ဒေါ်လာ $1.5 တန်ဖိုး BNB တွေ airdrop ပေးမယ်လို့ကြေညာလိုက်ပါတယ်။ဒါကတော့ Binance ရဲ့ donating အစီအစဉ်လေးပေါ့နော်။ဒီ airdrop ကိုရဖို့အတွက်က KYC ရဲ့ POA လို့ခေါ်တဲ့ Proof of Address ရဲ့နှစ်ခုပြအောင်လုပ်ထားအောင်ပါပဲ။ Proof of Address ကဘယ်လိုတင်ရမလဲဆိုတာကိုမသိရင်တင်းနည်းလေးလည်းတစ်ခါတည်းပြပေးသွားမယ်နော်။သမတ်ချက်အနေနဲ့ကကြတော့အခု2025 March လ31ရက်နေ့မတိုင်ခင်ပြောရမယ်ဆိုရင်တို့ကြေညာချက်မထွက်ခင်ပေါ့နော်။အဲ့မတိုင်ခင်မှာ KYC အောင်ခဲ့တဲ့ Binance user တော့ဖြစ်ရပါမယ်။မြန်မာနိုင်ငံသူတွေကိုဘယ်လိုမျိုးပေးသွားမလဲဆိုရင်တဦးချင်းစီကိုပေးတဲ့ဟာကို$5 $50အစရှိသဖြင့်ခွဲခြားထားတယ်ဘယ်လိုမျိုးခွဲထားလဲဆိုရင်$5ကြတော့အခုလက်ရှိလဲ Binance account ကိုသုံးနေတာ active ဖြစ်တယ်ပြီးရင် KYC verify ဖြစ်ပြီး KYC လဲအောင်ထားတယ်ဒါမှမဟုတ်ပေါ့နော် POA proof of address အောင်ထားတယ်ဒါဆိုလို့ရှိရင်တော့ဒီ$5နဲ့ညီမျှတဲ့ BNB ကိုပေးသွားမှာပါတဲ့နောက်တစ်ခုကတော့$50ပေးမှာပါဘလို့လူတွေကိုပေးမှလဲဆိုရင် KYC အောင်ပြီးသားဖြစ်ရမယ်ပြီးတော့အမှန်တကယ်ထိခိုက်ခံစားရတဲ့ငလင်ဘေးတင့်ဒေသတွေမှာနေထိုင်ကြောင်း POA proof of address သူကကြတော့လိပ်စာပါတဲ့ document တစ်ခုခုထပ်တင်ရတာမျိုးပြောတာပါအဲ့ဒီ POA တင်ထားတဲ့ verify plus user အားလုံးကို$50နဲ့ညီမျှတဲ့ BNB ပေးသွားမှာလို့ပြောထားပါတယ်အဲ့တော့အရင်ကတည်းကဖွင့်ထားပြီးသား KYC အောင်ထားတဲ့သူတွေကလည်း Binance ကိုတရက်တစ်ခါ login ဝင် application လေးကို update လုပ်ထားပေးပါရှေ့မှာလည်းပြောခဲ့ရပေါ့နော် proof of address တင်ပေးရတယ်ဒီတော့ proof of address တင်တာကိုမတင်တဲ့သူတွေအတွက်တခါတည်းဘယ်လိုတင်ရမလဲဆိုတာကိုတခါတည်းဒီဗီဒီယိုထဲမှာပြပေးလိုက်မယ်နော်ဒီတော့ Binance ထဲဝင်လိုက်ပါမယ် Binance ထဲဝင်မယ်ဆိုလို့ရှိရင် VPN ခံစရာမလိုပါဘူးနော် proof of address ဆိုတာကကြတော့လိပ်စာအတည်ပြုတာကိုပြောတာပါ Binance ထဲရောက်ပြီဆိုရင်ဒီဘက်အပေါ်တောင်းကဒီနေရာလေးကိုနှိပ်လိုက်ပြီးရင်ဒီနေရာလေးကိုနှိပ်ပြီးတော့ account center တွေကိုဝင်ဒီမှာရှိနေတဲ့လေ verification ဆိုတဲ့နေရာလေးကိုနှိပ်ပေးပြီးရင်ဒီမှာတွေ့ရတဲ့ get verify plus ဆိုတာလေးကိုနှိပ်ပြီးတော့ proof of address တင်ပေးရမှာပါဒါမို့လို့နှိပ်လိုက်မယ်ဒီမှာ proof of address လုပ်ဖို့လိုအပ်တဲ့ document တင်ပေးရပါမယ်တင်တဲ့ document ကကိုယ့်နာမည်ကိုယ့်လိပ်စာပါတဲ့ document ဖြစ်ရမယ်အဲ့ဒီတင်တဲ့ document မှာပါတယ်ကိုယ့်နာမည်ကလည်း Binance account owner နေနဲ့တူရမယ်လို့ပြောထားတယ်။ဟုတ်ပြီသူပြောတာကိုနားလည်ပြီဆိုရင် continue ကိုဆက်ပြီးတော့နှိပ်ပေးလိုက်ပါ။ပြီးရင်ဒီမှာ continue ကိုပဲဆက်နှိပ်ပေး။ဒီမှာပေးထားတဲ့ဟာတွေအကုန်လုံးကိုဖြည့်ပေးလိုက်ပါနော်။ဒီ residential address မှာကကိုနေတဲ့လိပ်စာကိုဖြည့်ပါ။ပြီးရင် postal code တွေထည့် city မှာကြတော့ကိုနေတဲ့မြို့ကိုထည့်ပြီးရင်ကိုနေရဲ့တိုင်းနေပြည်နယ်တွေကိုဒီမှာထည့်ပေးဒီက country region မှာကြတော့မြန်မာအဲ့လိုမျိုးထည့်လိုက်ပါဒီနေရာမှာတခုပြောချင်တာကသူတို့ကကို KYC တင်ထားတဲ့မှတ်ပုံနဲ့ဒါမှမဟုတ် passport နဲ့ပြန်တိုက်စစ်မှာပါဒါကြောင့်ဖြစ်နိုင်တယ်ဆိုလို့ရှိရင်မှတ်ပုံနဲ့ဒါမှမဟုတ် passport တွေကလိပ်စာပဲထည့်ပါနော်အကုန်ထည့်ပြီးသားပြီဆိုလို့ရှိရင် continue ကိုနှိပ်လိုက်ပါ choose a document to upload တဲ့ဒီမှာကြတော့ဒီအောက်မှာရှိတဲ့ခုနဲ့တင်ပေးပါဒီမှာ bank statement ထည့်လို့ရတယ် mortgage statement ဆိုတာကြတော့အပေါင်စာချုပ်ကိုပြောတာပါပြီးရင် utility bill ဒီမှာပေါ့နော်ဒီမှာ electricity တို့ gas တို့ sewage တို့ဒါကိုယ့်ရဲ့အိမ်အတွက်အသုံးစရိတ် bill တွေကိုပြောတာပေါ့ပြီးရင် internet service bill တို့ internet bill စတဲ့ကိုယ့်နာမည်နဲ့ပေါ့နော်ပေးဆောင်ထားတဲ့ internet bill တို့ပြီးတော့ meter တို့လိုမျိုးဆောင်ထားတဲ့ချက်လန်တစ်ခုခုထည့်ပေးရင်လည်းရပါတယ်ပြီးရင် landline telephone bill mobile bill တွေတော့မရဘူးဥမာကိုကဒီပေါ့နော်audio card ကိုချစ်ပြီးတော့အဲ့ဒါတွေကိုပြောတာမဟုတ်ဘူးကိုကဥမာတယ်လီဖုန်းဘေးတွေရှိရမလားအထိုင်ဖုန်းတွေလေအဲ့လိုမျိုးတယ်လီဖုန်းဘေးဆောင်းထားတဲ့ဟာမျိုးတွေအဲ့လိုမျိုးတွေကိုပြောတာပါပြောရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့နာမည်ကိုယ့်ရဲ့လိပ်စာနဲ့ပေးဆောင်ထားတဲ့ချက်လန်တစ်ခုခုပေါ့နော်အဲ့ထက်မှာဒီအပေါ်မှာပြောထားရတဲ့ကကိုယ်အဆင်ပြေတာတစ်ခုခုကိုရွေးပြီးရင်ကိုတင်မဲ့ document ကို upload လုပ်ပေးပြီးတော့ continue ကိုဆက်နှိပ်ပြီးတော့တင်ပေးလိုက်ပါဒီနေရာမှာတခုပြောချင်တာကလေ Binance POA ကို fake မတင်ပါနဲ့နော်တင်တဲ့သူတွေကတော့အကုန် block ခံရပြီးတော့ account ထဲမှာဒေါ်လာချန်ရင်တော့ပေးမထုတ်တော့ပါဘူးကိုကလေသူပြောထားတယ်သတ်မှတ်ချက်လည်းပြည့်စုံတယ်သူပြောထားတဲ့အတိုင်းလည်းအကုန်လုပ်ထားရဆိုရင်ကိုယ့် account ထဲက reward hack ထဲကို April 14ရက်နေ့နောက်ဆုံးထားပြီးတော့ဝင်လာမှာပါသူကတော့
BNB ပေးမှာပါဒါကို USDT နဲ့ swap လုပ်ပြီးတော့ P2P မြန်မာကပေါ့နော်အကောင့်တွေမှာပေါက်စီနဲ့ပြန်ရောင်းပြီးတော့မြန်မာငွေကိုလိုချင်တဲ့ဒီ pay တွေဖက်အနေနဲ့ရနိုင်တာမျိုးပဲဖြစ်တယ်ပြီးတော့လေနောက်ဆုံးအနေနဲ့မှာချင်တာကြတော့ကိုကငလင်ပေးတဲ့ငါနေပြီးတော့ဘေးကင်းတဲ့နေရာမှာရှိနေရသူဆိုရင်တော့ကိုရလာတဲ့ငွေလေးကိုတကယ်လိုအပ်နေတဲ့နေရာတွေမှာရှိရသူတွေကိုပဲပြန်လဲလှူဒန်းပေးဖို့ပြောချင်ပါတယ်ဒီလိုမျိုးတွေပူးပေါင်းလှုပ်ဆောင်ကြမယ်ဆိုရင်တကယ်ကိုပဲအတိတ်ပဲရှိလာပြီးတော့နှမ်းစီတွေအများကြီးပေါင်းရင်စီးဖြစ်နိုင်တယ်ဆိုတာလေးကိုလည်းပြောချင်ပါတယ်ရှင်အားလုံးပဲအဆင်ပြေပြီးတော့ဘေးကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်